မင်္ဂလာပါ မင်္ဂလာပါ ရှင်ညီလေးနာမည်လေးတစ်ချက်လောက်အရင်ပြောပေးပါဦး အော်နာမည်ကဂျူဂျူဗျ ဂျူဒါကဂီတမျိုးရှိလား အော်ရှိရဗျ ဟုတ်လား အဖေကတော့မချက်ချန်နဲ့တီးမဲ့ချင်တာပဲအလူစာလူများထဲမှာအဆိုတော်တာယာ ကိုတာယာ ဟုတ်လား အဖေဗျ ကျွန်တော်တို့ကြိုက်ခဲ့တဲ့ချင်းဆိုတော့ကိုတိုင်ရ ဒါပေါ့ ကိုတာတဲ့ချင်းနေအရင်ကြိုက်တာ ဒါဆိုသားကဂီတမျိုးရှိတယ်ဆိုတော့ဂီတကိုဝါသနာပါတာထူးတော့မထူးဆန်ပါဘူးနော် ဂီတာနဲ့ဆိုမယ်ဆိုတော့ဂီတာပြင်တခြားတူရီယာပါပါ တီး ဗျာ လက်တီးလဲ ကျွမ်း drum လည်းရတယ် drum တီးတယ် ဟိုဘန်နေပါဖွဲ့ထားတာတောင်းကြ အော် ည့် အဲ့လိုမရှိဘူးဗျတကယ်ချင်းနဲ့တီးတယ်အဲ့လို အော်တကယ်ကြီးမ live session လေးရိုက်ပြီးလိုရင်တီးရအောင်နော် အဖေကရောအားပေးလား အော်အဖေနဲ့မတွေ့ဖြစ်တာတော့ကြာပြီဗျ ဟုတ်လား ကွဲနေရဗျ ကွဲနေရကဲဒါဆိုရင်ဒါဘာတစ်ချင်းလေးနဲ့ပြိုင်မလဲ အော်ကျွန်တော်နှစ်ပုတ်စင်ထားလာဗျတပုတ်ကလေးဖြူရဲ့ငါးရဲ့လက်မင်း နိုင်ရလာမယ် ဒုတိယတပုတ်ကကျွန်တော်ရေးထားတဲ့လူသားရဲ့မာယာ လူသားရဲ့မာယာဒါကိုပိုင်ဘယ်တစ်ချင်းဒါပို့ဆိုခြင်းလဲ ပြိုင်ပွဲဝင်နေတဲ့ထက်တူရင်ခုန်စိတ်လှုပ်ရှားနေကြတဲ့သူတွေထဲမှာအပြင်မှာစောင့်မျှော်ကြည့်ရှုနေကြတဲ့မိသားစုတွေလည်း နိုင်လာ ပါ မ ဝင် ယ် ပါတယ် ဟုတ်ကဲ့ အဲ့ဒါ ready ဖြစ်ရင်ဆိုလို့ရပြီနော် โอเค အရှုံးတွေနဲ့ငါလဲဖြူရင်အသိနူနဲ့ငါချာဆုံးချင်မြင်နိုင်တဲ့ငါနာကတူမိမိငါချာဆုံးချင်ငါရဲ့ဘေးကူမင်းဝင်လာပြီးလဲဖြူချသူငါကိုသူပြီးအစင်ကိုမတည်တဲ့ငါရဲ့စကားတွေနေဟာခွေလို့တီးခံရင်တန်ဘူးမြမရှိတော့ဘူးလူငါချင်နေတဲ့ဘာမီလာမငါတခါပြန်လေကတဝင်းတော့ပါဝေါဝေါနေဟာဆုံးနေတဲ့ငါမျိုးနေခဲ့သူငါကိုဆဲရင်ပျော်ရွှင်ခြင်းကိုငါရင်ပန်းမသိလို့ခံရင်နေဟာငါအထွတ်တော်နေဟာငါထွတ်တော်ငွေလာမီ thank you ပါဒါအမတို့ကလေနည်းနည်းတော့ဆက်စုတယ်အရင်ဆက်စုတာပဲ ဆက်စုလိုက်ပါအောင်ဆက်စုလိုက်ပါအောင် ဒါကခုနကပြောဘာသာလဲမှုတ်တက်တယ်လို့ပြောတာဟောဆိုတော့အဲ့လိုမျိုးလေးဘာသာလေးလဲမှုတ်ပြီးတော့တီးပြလုပ်ပြပါလား အင်မတန်ကိုကောင်းပါတယ်ဒါဆိုချက်ပြီးတော့ကြိုးစားပါအောင်နော် ဟုတ်ပြီနော်နောက်ဆုံးမယ်နော် ဆုံးမယ်နော်ဒါနော်အေး ဂျူးရဲ့တောက်ပတဲ့နာဂလန်ကိုရှောက်လန်းပါတော့အခုပြန်စားပြီးတော့မြန်မာ idol ဆိုပြီး မြန်မာ idol တချင်းဆိုပြိုင်ပွဲရဲ့ပထမအဦးဆုံး golden ticket ကိုရယူပြီးသူ့ဖခင်လိုပဲအောင်မြင်တဲ့ဆိုရှင်တယောက်ဖြစ်လာဖို့ခြေလန်းတစ်ကိုအစပြုလိုက်ပါပြီ စိတ်ထဲမှာလည်းအရင်ခံစားရပါတယ်ပျော်လဲပျော်ပါတယ်ဘာလို့ဆိုမရဘူးတဲ့ဆိုသူရခဲ့တယ်